ဒီပင်ကတော့တမယာပင်မဲ့ဖြစ်ပြီးတော့တမယာကိုတော့အသီးနဲ့အပင်ရဲ့အခောက်ကိုများသောအားဖြင့်အသုံးပြုပါတယ်တမယာသီးရဲ့ရတာကချင်းပြီးတော့လေကိုနိုင်စေတတ်ပါတယ်ဝမ်းမီတောက်စေတတ်ပါတယ်ကြည်ကျက်လွယ်ပြီးတော့ပိုးကိုနိုင်စေတတ်ပါတယ်ဖိုက်နာခြင်းတွေကိုလည်းတက်တာပျောက်ကင်းစေတတ်ပါတယ်နှုတ်ကိုမြည်စေတတ်ပြီးတော့ဝမ်းတက်စေတတ်ပါတယ်ဒေါသသုံးပါးကြောင့်ဖြစ်တဲ့အာဂန္တုကအဖျားတွေကိုတက်တာပျောက်ကင်းစေပြီးတော့ဝမ်းမီနှုံခြင်းသွားရည်ယူခြင်းနဲ့ဓမ္မလချုပ်ခြင်းဝမ်းမီပြက်ခြင်းတွေကိုပယ်ဖြောက်စေတတ်ပါတယ်နိဂန္ဓုဆရာကြီးတွေရဲ့အလိုကတော့တမယာသီးကပူတဲ့သဘောရှိပြီးတော့ချင်းတဲ့သဘောရှိပါတယ်ဝမ်းမီတောက်စေတတ်ပါတယ်မျက်စိကိုအကျိုးပြုပြီးတော့နှုတ်ကိုမြင်စေတတ်ပါတယ်တလိမ့်နာလေနာအော့အန်ခြင်းနဲ့ချောင်းဆိုးခြင်းတွေကိုတက်တာပျောက်ကင်းစေတတ်ပါတယ်လေချောင်းနာခြင်းနဲ့ပန်းနာယောဂပြီးကျင်နာဒေါသသုံးပါးပြတ်တဲ့ယောဂတွေကိုတက်တာပျောက်ကင်းစေတတ်ပါတယ်မလချုပ်ခြင်းနဲ့ကာလဝမ်းဖြစ်ခြင်းတွေအစာမကြေလေးပြည့်တဲ့ယောဂနဲ့ဂူလုံးယောဂပိုးယောဂတွေကိုတက်တာပျောက်ကင်းစေတတ်ပါတယ်